အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဟိုတေးကတင်ပေးလိုက်တဲ့မနာကျက်သွေးကဲလေးကိုဒီအနာတွေကြားထဲကနေကျွန်တော်တို့အပွင့်အစင်တန်လေးတွေဘယ်လိုရအောင်ထုတ်သွားမလဲဆိုတဲ့ဗီဒီယိုလေးကိုဒါပိုးတုတအနေနဲ့တင်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကြောက်ကအပေါ်မှာအနာကတော်တော်ကြီးကိုရှုပ်တယ်ကျွန်တော်တို့ဒီနှစ်ဆလုံးကိုပဲကြီးလုံးဝမတွက်ဘူးဒါပေမဲ့အနည်းဆုံးကျွန်တော်တို့2ကလပ်3ကလပ် site တွေအများကြီးထွက်လာမယ်လို့တွက်ထားတယ်သူရဲ့အာသာချက်ကကျွန်တော်တို့ main box အနာဆင်းတဲ့ပုံစံကဒီတစ်ဖက်မှာဆိုလဲတစ်ရှစ်ဒီဘက်မှာဆိုလဲတစ်ရှစ်ဒါ main box ဆင်းသွားတဲ့ပုံစံဘေးတစ်ဖက်တစ်ရှစ်စီမှာကျွန်တော်တို့ယူနာလေးဒါကြောက်စရာဆိုလို့ဒါလေးပဲရှိမယ်ယူနာအခွေလေးဂယူဆိုင်ရမယ်တစ်ရှစ်ကျွန်တော်တို့ဒါဒီတိုင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ကြောက်ကပြားတယ်လို့ထင်ရတယ်တကယ်တော့မပြားဘူးတခြားရီကိုကလည်းမပြားဘူးဒါကိုလည်းကျွန်တော်တို့မြင်ရတယ်အမြင်အထင်ပဲအဲဒီခုနကကျွန်တော်ပြပေးလိုက်တဲ့ကြားမှာရှင်းအကြီးကျိုးကြားမှာရှင်းကျိုးအမဲလေးတွေကြောင့်ကြောက်ကပြတယ်ထင်ရတာပေါ့နော်နောက်ပြီးတော့ကျွန်တော်မိတ်ဆွေတွေအသားမရမှလည်းစိတ်မပူရဘူးဘာလို့လဲဆိုတော့အသားကကျွန်တော်တို့ပိန်းသားဖြစ်တယ်ပိန်းသားဟိုမှာညညချောချောအစင်ကိုရှိတယ်တနည်းအားဖြင့်ပြောလို့ရှိရင်ဖျောင်းသားလို့လည်းကျွန်တော်တို့သုံးလုံးလို့ရတယ်အသားအဲ့လောက်ထိမြင့်တယ်နောက်ပြီးတော့အစီနဲ့အသားနဲ့ကြားမှာကျွန်တော်တို့ကာလာကထပ်မသွားဘူးရောမနေဘူးပြပြသားကိုရှိတဲ့အပေါ်မှာဒီကြောက်ကထွက်လာလို့ရှိရင်ကျွန်တော်တို့အသားရန်ကမရစရာအကြောင်းမရှိဘူးအနာလေးပဲကျွန်တော်တို့ဒီခွေနာလေးတွေကိုကျွန်တော်တို့ဂယူဆိုင်ရမယ်ထွက်လာရင်တော့အစင်တန်းတွေထွက်လာလို့ရှိရင်ကြောက်တရားအားလုံးမင်္ဂလာဖြစ်ဖို့ရခိုင်လို့များပါတယ်ဗီဒီယိုအရန်ရှည်သွားရင်စူးစူးစိတ်ကောက်နေမှာဆိုလို့ကျွန်တော်တို့ဒါဖြတ်ပြီးတော့သွေးတဲ့အစင်ကိုကြောလိုက်မယ်နော်ကျွန်တော်မိတ်ဆွေတွေဒီရုပ်အတိုင်းမှာကြောက်ရဲ့ပဟေဒီယာဗီဒီယိုအစအပွင့်နေလိုမျိုးထွက်လာမယ်လို့ဘယ်သူမှမထင်ဘူးမလားပထမဆုံးဒါကျွန်တော်တို့ရောတဲ့ပရှံကိုစပြီးတော့နင်းပါပြီဒီကကြောက်ဖြစ်သွားလို့ဗီဒီယိုကိုတင်ရှင်းမဟုတ်ပါဘူးခင်ဗျာကျွန်တော်တို့မဖြစ်ရင်လည်းဒါ knowledge အရာတင်ပေးမှမို့လို့ကြိုတင်ပြီးတော့ရိုက်ထားခြင်းဖြစ်ပါတယ်ကြောက်လေးရတော့မင်္ဂလာဖြစ်သွားတဲ့အတွက်အားလုံးတူတူဝမ်းသာလို့ရတော့ပေါ့ဗျာကဲကျွန်တော်တို့ဒါစပြီးတော့ပထမဆုံးတရှမ်းကိုစပြီးတော့နင်းပါပြီဗျာဆွဲကြည့်လိုက်တဲ့အချိန်မှာအကြီးကအောက်ထိမစင်းသွားဘူးဒါပေမဲ့ရိုးတော့အကြီးပေါက်လေးကတော်တော်လှတယ်ဒီတော့ကျွန်တော်တို့အနာအတိုင်းပဲကျွန်တော်တို့မြင်ကျင်တဲ့နန်းကိုတစ်ခါတည်းလိုက်ပါတယ်ဒီအပေါ်ကကျွန်တော်တို့ရိုးတော့နာလေးတွေကအောက်ကိုမစင်းသွားပဲနဲ့လို့တစ်ခါလဲမှာအပေါ်မှာရက်သွားတာမျိုးတွေရှိတတ်တယ်ကဲ၍ကျွန်တော်တို့ကြည့်ချင်တာဒီပြင်ကိုကြည့်ချင်တာဒီတော့ကျွန်တော်တို့ဖြတ်ထားတဲ့အတိုင်းလေးကိုအားလုံးပဲကြည့်လိုက်ရအောင်ပါဝေါတကယ်ကျေသွားတယ်ဒီပေါ်မှာကျွန်တော်တို့အနာတန်းရှမ်းပြီးတော့ဖြတ်မယ်ဆိုရင်ဒီမှာလည်းကျွန်တော်တို့တပိန်ကောင်းပဲကြီးထွက်နိုင်တယ်ဒီအနာလေးတွေလည်းအောက်ထိမစင်းသွားဘူးဆိုရင်ကျွန်တော်တို့စိတ်ချရပါပြီဒီတော့ကကျွန်တော်တို့ဒီအစလေးကိုအစအဆုံးစပြီးတော့ကင်မှုအတွက်စီစဉ်လိုက်ပါတယ်ကျန်တဲ့အစတွေအများကြီးရှိသေးတယ်ဒါဒီတစတဲ့နေကိုကြောက်လေးကမင်္ဂလာလည်းဖြစ်အောင်လဲအောင်ပေါ့နော်အောင်မင်္ဂလာဖြစ်မဲ့ကြောက်လေးစရင်ဝင်သွားပါပြီခုနပြောတဲ့အတိုင်းပဲအနာကမစင်သွားဘူးဒီပေါ်မှာကျွန်တော်တို့တွတ်လို့ရသွားပြီပြင်လဲအကြည်ကြဲလေးပဲရလိုက်တယ်ကျွန်တော်တို့ဒီပွင့်ရတော့အစင်အသက်သွေးဖို့အတွက်ဒါစပြီးတော့ရပြီပေါ့နော်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါဒုတိယပိုင်းမှာပြန်လဲဆုံတွေ့ပါမယ်ခင်ဗျာဒီကဲလေးကတော့ဒါချစ်ခင်စွာနဲ့အဘူတုဒ္ဒမျှဝေတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဒါကြောင့်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ